အာဇာရေးထားတဲ့ PDF file တွေကို Word file အဖြစ်ဘယ်လိုပြောင်းမလဲဒါလေးပြောင်းပြပေးပါမယ်။ပုံမှန်တိုင်းကကျမတို့အင်္ဂလိပ်လိုရေးထားတဲ့ PDF file ပြောင်းလေးကိုတော့ပြောသွားပြီးပြီ။မြန်မာစာတွေရေးထားတဲ့ PDF file ဆိုရင်ချက်ချင်းပြောင်းလို့မရဘူး။မြန်မာစာတွေကမှန်မှန်ဘူးပေါ့နော်။အဲ့လိုမျိုးပြောင်းလိုက်တယ်ဆိုရင်ဒါဆိုရင်အရင်ဆုံးအနေနဲ့သူ့ကို photo JPEG file အဖြစ်ပြောင်းလို့လိုပါတယ်။ photo ဖြစ်ပြောင်းဖို့လိုတယ်။ဒီကိုရေးထားတဲ့စာကိုမြန်မာစာတွေကိုဓာတ်ပုံအဖြစ်ပြောင်းဖို့လိုပါတယ်ဒီမှာဆိုရင်ကျွန်မမြန်မာစာရေးထားတဲ့ PDF file လေးရှိတယ်ဒီမြန်မာစာရေးထားတဲ့ဒါဆိုရင်မြန်မာစာရေးထားတဲ့ PDF file လေးဒါလေးကိုဓာတ်ပုံအဖြစ်ပြောင်းရပါမယ်ဓာတ်ပုံအဖြစ်ပြောင်းဖို့ဆိုလို့ရှိရင်ဒီ file လေးကိုကျွန်မပိတ်လိုက်မယ်ဒီကိုယ့်ရဲ့ကွန်ပျူတာမှာ browser တစ်ခုခုရှိရမယ် Microsoft Edge လည်းရတယ် Google Chrome တွေရတယ် Firefox တွေရတယ်အဲဆိုရင်ကျွန်မကတော့ Microsoft Edge သုံးတော့ Microsoft Edge လေးကိုနှိပ်လိုက်ပါမယ်ဟုတ်ပြီ Microsoft Edge ကိုနှိပ်ပြီးသွားရင်ဘယ်မှာရှာရမလဲဆိုတော့ကကျမတို့ဒီအပေါ်က new tab copy ရှာလဲရပါတယ်ဒီမှာဆိုရင် I love PDF to Word ဆိုတဲ့စာလေးကိုရိုက်ပြီးတော့ရှာပြီးတော့ enter နှိပ်လိုက်ပေါ့နော်အဲဆိုဒီလိုမျိုးရေးသူ့ရဲ့ website link လေးကြာလာပါတယ်ဟုတ်ပြီအဲ့နေရာမှာဒီမှာသူက PDF to Word လို့ပြောင်းထားတယ်ဒီမှာတန်းပြောင်းလို့မရဘူးတန်းဒီမှာပြောင်းလို့ရှိရင်တော့မြန်မာစာမမှန်ဘူးပေါ့နော်ဒီ PDF to Word ပြောင်းတဲ့နည်းကရှေ့ကဗီဒီယိုဖိုင်မှာဒီတက်ပိုလွယ်တဲ့နည်းတွေပြောထားတယ်ပေါ့နော်ဒီကနေတော့မပြောင်းတော့ဘူးဒီနေရာကနေကျမတို့ဓာတ်ပုံအဖြစ်ပြောင်းမယ် PDF to JPG ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါဟုတ်ပြီနှိပ်ပြီးသွားရင်ဒီနေရာမှာ JPG ကိုနှိပ်ပြီးသွားပြီနှိပ်ပြီးသွားရင်ဒီနေရာမှာ select PDF file ဆိုတဲ့နေရာကိုသွားမယ်ဒါလေးကိုနှိပ်လိုက်တယ်ဆိုရင်ကျမတို့ရဲ့ကွန်ပျူတာထဲကိုရောက်သွားမယ်ကွန်ပျူတာထဲမှာကျမစောစောလေးကလုပ်ချင်တာဒီဘာလဲဆိုတော့ desktop မှာတင်ထားတဲ့ PDF file မြန်မာစာ PDF file လေးကိုယူမယ် open နှိပ်မယ် open နှိပ်ပြီးသွားရင်ဒီမှာ convert to JPG ဆိုတဲ့စာလေးဒီညာဘက်မှာရှိတယ်သူ့ပေါ်တစ်ချက်နှိပ်ပြီးသွားရင်ဒီနေရာမှာဒီလိုပေါ်လာမယ်ပြီးရင်ဘာလုပ်လိုက်မှာလဲဆိုတော့ download လုပ်လိုက်ပါdownload လုပ်လိုက်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာကျမတို့ဒီမြန်မာဆိုပြီးတော့ကိုရေးထားတဲ့ file လေးပေါ့နော်ကျမမြန်မာလို့မှတ်ထားတာမလို့အဲ့ file လေးနဲ့ရပြီဒါဆိုရင်ဒီအဆင့်ပြီးသွားပြီဒီအဆင့်ပြီးသွားပြီဆိုရင်ကျမတို့ကကိုယ့်ရဲ့ဒီ Google account ကိုသွားမယ်ပေါ့နော် Gmail account ကိုသွားမယ်ဒီနေရာမှာရှိပါတယ် Google application တွေအများကြီးရှိတယ်အဲ့ထဲကနေမှ Drive Google Drive ကိုရွေးမယ်ဒီ Drive ကလေးကိုနှိပ်ပြီးသွားရင်ကျမတို့ menu ကိုသွားမယ်ပြီးရင် file upload ကိုသွားမယ် file upload ထဲကနေမှကိုယ့်ရဲ့စောလေးက download ထဲမှာဝင်နေတာစောလေးက down ထားတာကိုမြန်မာဆိုတဲ့ file လေးဒီမှာဝင်နေတာရှိတယ်အဲ့ file လေးကိုနှိပ်ပြီးတော့ဒီဘက်က open လေးဖွင့်လိုက်ပါမယ်ဟုတ်ပြီ open လေးနဲ့ဖွင့်ပြီးသွားပြီဆိုရင်ကျမတို့ဒီနေရာလေးမှာကိုယ့်ရဲ့ဒီ drive တွေထဲကဒီလိုနေရာမှာဒီမြန်မာဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့ file လေးကိုဖွင့်လိုက်ပါအဲ့ file လေးကိုဘယ်လိုဖွင့်မှာလဲဆိုရင်သူ့ကိုအဆက်30နဲ့နှိပ်သူဒီဒါဒီ photo ဖြစ်တဲ့အတွက်ဒီတိုင်းဖွင့်ကြည့်ရင်တော့ကျမတို့ကဒီလိုမျိုး photo ကြီးအနေနဲ့ပဲပေါ့အောင်မှာဒါကိုဘာနဲ့ဖွင့်နေတာလဲဆိုတော့ open with ဘာနဲ့ဖွင့်မှာလဲဆိုရင်ကျမတို့က document နဲ့ဖွင့်မှာ document နဲ့ဖွင့်မှာ right click နှိပ်ပြီးရင် open with ဆိုတဲ့နေရာလေးမှာကြည့်လိုက်ပါ Google DOC ဆိုတဲ့စာလေးပေါ်လာတယ်အဲ့ဒီစာလေးပေါ်ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျမတို့ Google document နဲ့ဖွင့်မယ်ဒီမှာလဲ internet line အချိန်လေးကြာအနည်းငယ်ကြာနိုင်ပါတယ်ဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာရင်ပထမပေါ်လာတာဒီ photo ဒီမှာပုံကြီးဒါကြီးဒီဓာတ်ပုံကြီးပါသူ့ပေါ်တင်ကြည့်လိုက်ဒီလိုပုံစံကြီးဒုတိယစာမျက်နှာကိုကြည့်လိုက်ဒုတိယစာမျက်နှာမှာကျတော့စာနဲ့ပေါ်တယ်ဒီမှာပုံရဲ့အောက်မှာစာလေးဝင်နေတယ်ဒီစာလေးကိုအတားလေးတစ်ချက်အောက်ကိုဆင်းလိုက်ဒါဆိုရင်ကိုရေးလိုက်တဲ့စာလေးတွေဒီမှန်တယ်ကိုရေးလိုက်တဲ့စာအတိုင်းပဲစာဒီစလုံးပေါင်းတက်ပုံမှန်တာတွေဘာမှမရှိဘူးဒီစာလေးကို select မှတ် copy ကူးပါမယ် copy ကူးပြီးသွားရင်ကျမတို့ Microsoft file လေးကိုသွားပြီးတော့ paste ချလိုက်ရုံပါပဲဒါဆိုရင် Microsoft file လေးကိုဖွင့်လိုက်ပါမယ် Microsoft file လေးဖွင့်ပြီးသွားပြီဆိုရင်ခဏလေးစောင့်မယ်သူ့ရဲ့စာမျက်နှာထဲမှာ paste ချလိုက်ရုံပါပဲ blank document လေးယူမယ်ပြီးရင်ဒီမှာ page ကိုနှိပ်လဲရတယ် right click သုံးပြီးတော့ page ကိုနှိပ်လဲရပါတယ်အဲ့ဆိုရင်ကြည့်လိုက်ပါစကားလုံးဒီမှန်တယ်ပေါ့နော်မှားတာတွေမရှိပါဘူးPDF ကိုမြန်မာစာကနေပြီးတော့မြန်မာစာတွေကို PDF ကနေ Word file ပြောင်းဖို့ကတော့အစင်းစင်းလို့တဲ့နံပါတ်1အချက်က photo အဖြစ်ပြင်ရမယ် photo ပြင်ခြင်းနဲ့ဆိုရင်ကျမတို့ဒီ website ကနေပြင်မယ် I love PDF ဆိုတဲ့ဒီ website ကလေးကနေ photo အဖြစ်ပြင်ရမယ်photo ပြင်ပြီးသွားရင်အဲ့ photo လေးကို download လုပ်မယ် download လုပ်ပြီးသွားရင်ဘယ်မှာသွားယူမှာလဲဆိုတော့ drive ကနေသွားကြည့်မယ်အဲ့ဒီ drive ကနေမှကျမတို့ကိုလိုချင်တဲ့ file ကို
ဒီ drive ကနေသွားမယ် drive ကနေမှအဲ့ဒီ file လေးကိုဘာနဲ့ဖွင့်မှာလဲဆိုတော့ open with မှာ Google document နဲ့ဖွင့်မယ်အဲ့လို Google document နဲ့ဖွင့်ပြီးသွားတဲ့ဒီစာကိုမှ copy ကူးမယ်ပြီးရင်ဒီ Microsoft Word ထဲကိုပေးချမယ်ဒီလိုအဆင့်လေးတွေတော့အများကြီးရှိပါတယ်ဒီလိုမျိုးလေးတော့လုပ်ရပါမယ်ရှင်